နင့်ကမင်းကလေးကစနေချင်းချင်းနေရမယ်လို့ကြေမောင်ပြောကောင်းလဲမနှဲတော့ အဖေကမျက်ပေါ့စီပေါ့စီနဲ့အာယုံနောက်တယ် နင့်မေစုံဝင်ကလေးကနင့်ကငါအဖေလိုရောအမေလိုရောငါစောင့်ရှောက်လာခဲ့ရတာ တော်ပြီမပြောနဲ့တော့ ဟဲ့နေအောင်လေငါစကားပြောလို့မပြီးသေးဘူးလေဟဲ့ အဖေကလေမြဲတဲ့ကျမပေါ်ဆိုရမ်းတင်းကျပ်လွန်းတယ် နင့်ကမတန်းကပြောရမယ်ထမင်းစားလို့ရှိရင်အကြီးကိုရင်ဥချမယ်ဆိုရင်နားမလည်ဘူးလားနားမပေါဘူးလားဟမ် အဖေကထမင်းစားတော့အေးသိမစားရအောင်လားအဖေနဲ့ကျမအမြဲပြဿနာတက်နေတာစိတ်အရင်ညက်လာပြီအိမ်မော်ကဆင်းဖို့ပဲအမြဲတွေးနေမိရောတယ် ဟဲ့နင်ဘာတွေအဲ့လောက်ကြီးအရေးကြီးနေရလဲဟမ်အကြီးကိုရင်ပေးထွက်ရမယ်လေဟဲ့ ကျမအိမ်မော်ကဆင်းသွားခဲ့တယ်တနေ့တိတိအိမ်ကိုလုံးဝပြန်မလာခဲ့ဘူးကျမအဖေရဲ့စေတနာတွေကိုလုပ်ငန်းခွင်ရောက်မှပဲနားလည်လာခဲ့တယ်သူအရေးကြီးဧည့်သည်ရှိမှအမူအရာတွေမစင်ကျင်ခဲ့ဘူးသူဧည့်သည်ကိုဦးစားမပေးခဲ့ဘူးအပြင်ထွက်တော့လဲဧည့်သည်ကိုဦးစားမပေးဘူးနောက်ဆုံးမှာတော့တတိယကျမကိုအစမ်းခံဝန်ထမ်းကနေအတီးဖြူဝန်ထမ်းအဖြစ်အလုပ်ခန့်ခဲ့ပါတယ်လှုပ်ဖို့ကင်ပဲတငယ်ချင်းကတော့စိတ်မကောင်းစွာနဲ့ပဲလှုပ်ထုတ်ခံလိုက်ရပါတယ်ဖေးကျမကိုကြမ်းကြမ်းတမ်းပြောခဲ့တာတွေကိုခုမှတတိယလာမိရဲ့ဒီချိန်ကဖေးကိုတော့ကြည့်ရမယ့်အချိန်ပဲ ဖေး အေးသမီးပြန်လာပြီလားအော် ဒီမကောင်းဖြစ်နေတဲ့ဖေးကိုတယောက်တည်းပြစ်ထားခဲ့မိလို့အရန်နောင်တရမိရဲ့ချို့တော့ချစ်ချင်းမြတ်တာတရားတွေကအစပိုင်းမှာနားလည်နိုင်မှုခက်ပေမဲ့နားလည်သွားတဲ့အချိန်မှာတော့တကယ်ကိုနှွေးထွေးရပါတယ်ရှင်